joy လေးနဲ့တူတူ dry suit thap ကိုသွားပြီးတော့ဖះရှိကိုသွားကြတယ်ပေါ့နော်နှစ်တစ်မှာတခါမှဒီနှစ်တစ်ကူးတဲ့အချိန်မှာဖះမရောက်တာပေါ့နော်မင်းတော့ဖះမသွားရလဲတော်တော်ကြာနေပြီကလေးငယ်တာလည်းပါတယ်ပေါ့နော်ဒါနဲ့စနေနေ့ကနေပြီးတော့ဒီကောင်းကင်ကလည်းတော်တော်လေးကြည်လေးနဲ့နေလို့ထိုင်လို့ကောင်းတယ်ရာသီဥတုကလည်းအများကြီးတာရတယ်ပေါ့နော် smoke ကလည်းတိတ်ပြီးတော့မရှိတော့ဘူးဆိုတဲ့အခါကျတော့ဒါမိသားစုတွေဖះသွားဖူးကြတယ်ပေါ့နော်ချင်းမိုင်ကိုလာလဲမယ်ဟေးဆိုလို့ရှိရင်ချင်းမိုင်စုံ brand join တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်တကြံပြီးနောက်ပိုင်းလာလို့ရှိရင်ရာသီဥတုလည်းပို့ပြီးတော့တာရတယ်ပေါ့နော်ဒါပေမဲ့ပူတာကတော့အရန်ပူတယ်ပူပေမဲ့တိတ်နေလည်းအရန်လှတယ်ကောင်းကင်နေလည်းအကြည့်လို့အရန်လှတယ်ပန်းခင်းနေလည်းရှိတဲ့အခါမျိုးဆိုတော့ဒီချိန်လာလို့ရှိရင်တချို့နေရာလေးတော်တော်များများကလှတဲ့နေရာလေးတွေလည်းရှိတယ်ပေါ့နော်လိပ်ပြာလေးတွေလည်းအများကြီးပေါက်နေတဲ့အချိန်ဆိုတော့တချို့လိပ်ပြာနဲ့သွားပြီးတော့တက်ပုံရိုက်တာမျိုးတွေresearch လုပ်တာမျိုးတွေဆိုလို့ရှိရင်ဒီချိန်ကအရန်ကောင်းတယ်ပေါ့နော်အဲ့မှာကလေးနဲ့တူတူလိုက်ကြည့်နေရင်သူ့ကိုယ်ကိုစလို့ပန်းလေးကလန့်သွားတယ်သူခုံလိုက်တာလေပြုတ်ကြမှာဆိုလို့အပြင်ရောက်ပြီးဟေးဆိုလို့ရှိရင်သူ့ညီမလေးကိုချစ်ပြီးတော့အနာကနေမခွာဘူးဟိုနားကိုကန်လိုက်ဒီနားကိုကန်လိုက်နဲ့ကြွားရလဲကြိုက်တယ်သူ့ကိုယ်ကိုစပြီးဟေးဆိုလို့ရှိရင်သူကအရန်သဘောကျတာတခစ်ခစ်နဲ့စနေနေ့ကတော့လူများတယ်ဖះပေါ်မှာပေါ့နော်ဖုံဖုံနေရလဲပထန်းတို့ပရိတ်တို့ရွတ်နေတာနေမှာပေါ့နော်ပန်းလေးကတော့တိတ်နာမလဲဘူးအဲ့ဒါနဲ့ပန်းလေးတွေဒီဖះရင်မြင်တော်ပေါ်မှာ3ဘက်လောက်ရှောက်ကြတယ်ပေါ့3ဘက်လောက်ရှောက်ပြီးတော့ဖះစာလေးပါလေးဆိုဆူတောင်းစရာရှိရလေးဆူတောင်းပြီးတော့ပြန်လာခဲ့ကြတယ်ပေါ့နော်ဒါပြောရလို့ရှိရင် joy ရဲ့ပထမဦးဆုံးဖះကိုရောက်တာပေါ့နော်သူကနားလည်နေပြီဘေးရင်လဲသွားမေးလိုက်သေးတယ်ဘေးရင်သွားမေးတာလဲကောင်းတာတွေပဲပြောရပေါ့နော်အင်္ဂါတွေအတွက်ဆိုပြီးတော့ပြန်တော့ဒီစုလဲရှာဘူးရှိမှာပန်းလေးတို့တွေဟော့ပေါ်စားတယ်joy စားနေရတော့ဝက်အသေးပေါ့နော်သူအားရပေးရစားလို့အကြီးဖြစ်သွားလို့အတင်းပြန်ဆွဲထုတ်ရတယ်အစားကလည်းပုတ်ပါသေးရဲ့ရှင်